ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ Fanny ကြိုက်ကြတော့မှဖြစ်ပါတယ် Fanny ကြိုက်ပြီးတော့လမ်းလျှောက်တယ်ဘာလို့ပြောကြရလဲ Fanny မှာလျှောက်ပါလို့လမ်းလျှောက်တာလေအဲ့ဒါစတော့ပါ Fanny ကိုဘယ်လိုလဲအတန် brand ဆော့ထားလဲဆိုတော့ပြမယ်နော်ဒီမှာဆိုဟိုဘက်က Gufra ကကျွန်တော်ဘက်ကိုလာပြီးတော့ knife ကိုချောင်းနေရပါတော့ကျွန်တော်တို့ငါမလေးကကျွန်တော်ကိုကာပါပေးနေရယ် Fanny က blue bag ကအဓိကဆိုတော့ blue bag ကိုတော့ပေးလို့မရဘူးဟောတော်ဒီရွာတာတော့မင်းကဘယ်ရွာလဲအော်တော်ဖြစ်နေနော်စောစီစီဂျိုကြွနေရနော်ရွာတာတော့လာလေးပါကွယ်ဖိတ်ခေါ်ရေဖြူတို့တော်တလီဝဲဒီ loss လေးမတော့ဟိုးရှေ့ရချုံမို့ထမလေးကိုရှိတယ်ကိုကဒိုးစောင့်နေရပလာတာစမလားကိုဟာကိုလည်းစားတော့ပါကျွေးကျင်လို့ပါဆိုမရမကအတင်းနေလိုက်ကျွေးလိုက်ပြီဟဲ့အော်ဒါနဲ့ဒါဒိုးတွက်လာဟင်အော် sorry မမြင်လို့လမ်းဖြတ်ကူးတာဒီတာတဲဘဲတဲမှာဆိုရင်ဘဲကောင်မလာကြဘူးပေါ့နော်ကျွန်တော်တယောက်တည်းဝင်ပြီးတော့လှုပ်စားမယ်ဆိုပြီးတော့ဝင်တော့ဝင်တာပဲဒါပေမဲ့ wishi ရှင်ပေါက်တဲ့နေရာမှာကျွန်တော်မရလိုက်ဘူးမီတာကမှဆောင်းနှုံးနဲ့တူရဲ့ EPC ကမီးဖြတ်လိုက်ပြန်ပြီကျိုးတွေဆိုလဲလောဆွဲလို့မရပါဘူးအေးဒီရွာသားနဲ့လာညှိနေတာကျိုးဆွဲလို့မရလဲလမ်းလျှောက်ပြီးသွားရတာပေါ့ဟဲ့လောက်ကြောင်ဒီမှာရှုံဘရော့ထဲမှာဟေးအိုင်းကြနေရလားအကြလဲတက်ပေးမယ်နော်အားမနာတဘူးတော့နိုင်ရကပ်ပြီးတော့ပလာတာရိုက်တဲ့ကွယ်လေဘယ်ပြေးမှာတော့ကိုချောင်ရဲ့ပလာတာစားဝါးလေဝင်စားတာဝင်နာတာဂျင်မနာသာရလေဒီဘက်ထဲမှာဆိုရင်တာဝါထဲမှာဝင်ပြီးတော့နေတာကိုဟိုဘက်ကမီတာဆိုလိုက်ဒီတာဝါထဲကိုဝင်ဖြဲပါတယ်တဲ့ဒီလမ်းမျိုးစုံသုံးပြီးတော့ထွက်ကြည့်လိုက်ကြည့်ရဲဒါပေမဲ့နောက်ကနေအလုံးတွေရောအချောင်းတွေရောဆိုတော့ဘလို့မပြေးမလို့ခဲ့ဘူးမင်းလာငါ့ကိုခုနဖင်ပုတ်ကန်ထားတာရော့ပလာတာဒီမှာဆိုရင်ကျွန်တော် record ထောက်ပြီးတော့ပလာတာနဲ့လေးလွတ်တာပေါ့နော်သူတို့ကနှစ်ကောင်ကလာချင်တာလှုပ်ရှင်ကြတာခုတော့ငါအလဲဝင်ဖြဲဖို့အတွက်ရောက်ပြီးတိတယ်အဲ့ရွာသားနဲ့ငါလာညှိနေတာမရဘူးဒီရွာသားကြီးရှိငိုးပါဘလို့မှကျိုးဆွဲလို့မရတာရွာသားအလုံးလဲလိုက်ပါဇက်ထဲအဲပေါ့ရွာသားအလုံးလဲလိုက်ကျွန်တော်ကျိုးပြက်ကြရတယ်အဲ့မှာဘဲထဲမှာဆိုလဲဝင်တာဟေးမရဘူးအဲ့မှာရွာသားအလုံးကြီးတော့လေဝင်လို့မရဘူးကဲနောက်ဆုံးမှာတော့ပွဲလဲမကြချင်တာနဲ့ကျွန်တော်မြန်လေးပဲဖြတ်လိုက်တယ်ကဲ gameplay video လေးအမြဲတမ်းဆက်ပေးမှာမဟုတ်ကျွန်တော် channel လေးကို follow လေးနဲ့ကူညီပေးလို့ရပါတယ်ဗျာအိုင်စေချင်းနဲ့ hero လေးရှင်လဲ comment မှာရေးတော့လို့ရပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့ကြမှာဗျာအားလုံးပဲပကာ